င်္ဂလာပါကျွန်တော်ကတော့ခိုင်တို့ပါဒီနေ့ဒီဗီဒီယိုမှာတော့ Scary Siren Head CD Survival ဆိုတဲ့ game ကိုဆော့မှာဖြစ်ပါတယ်ဒီ game ကဘယ်လို game လဲဆိုတော့ကျွန်တော်နဲ့အတူတူပြီးအောင်လိုက်ပြီးတော့ကြည့်လိုက်ကြရအောင် Let's go Okay ဒီမှာ game စပြီဗျာ game ကတော့ first person game ပေါ့နော်အဲ့ဒါမင်းကစီကုံသွားပြီရဲ့အဲ့တော့ဒီ gas station ရှာပါတဲ့အဲ့ဒီ gas station ကိုမရှာခင်မှာတဲ့ဒီ handy rifle တနက်ကိုရှာသွားတယ်။အော်ဟိုမှာအမှတ်လေးပေးတာကျွန်တော်အဲ့ကိုသွားကြည့်လိုက်မယ်ဗျ။ Okay အဲ့တော့ကျွန်တော်အဲ့ကိုသွားလိုက်ရအောင်။ကျွန်တော်ခြေတံကြီးကိုကြားနေရပြခြေတံအကျယ်ကြီးဒုံဒုံနဲ့လောကကြောရှမ်းစရာကြီးဗျ။ Okay ဒီမှာကျွန်တော်အမှတ်သားနဲ့နေနေဆိုအဲ့ကိုရောက်သွားမယ်။အဲ့ဒီမှာတော့တနက်ရှိလောက်မှထင်တယ်။သူပြောတာကတော့ဒီ handy rifle ကိုရှာပါဆိုတော့ Okay ကျွန်တော်ဒီထဲကိုရောက်လာပြီဗျာ။ဒီထဲကိုရောက်လာပြီဆိုတော့တနက်ဘယ်နားမှာထားရလဲမသိဘူး။ဘယ်နားမှာလဲအော် okay ဟိုတွေ့ပြီဗျ okay rifle တနက်ဟာရောဘာဖြစ်သွားလဲအော်ကျွန်တော်တနက်ကိုပြန်ကန်ကြည့်လိုက်မယ်အိုးဟိုးမိုက်ဒီကဲဦးကျွန်တော်တနက်ရပြီဆိုတော့ Siren Head လာလဲကျွန်တော်တိတ်ပြီးကြောက်စရာမလိုတော့ဘူးဗျဒါပေမဲ့ကြည်စမ်းကျွန်တော်က9000ပဲရှိတယ်အဲ့တော့ပြစ်ချင်တိုင်းပြစ်လို့မရဘူးပေါ့နော်ဆိုတော့အခုသူပြောရတဲ့အတိုင်းပဲကျွန်တော် gas station ကိုအမြန်သွားလိုက်ရအောင်Oh my god ခြေတံကြီးဖြည်းဖြည်းနီးလာလို့ပဲခြေတံကြီးကကြံလိုက်တာကောဒင်းနဲ့မြေကြီးပါတုံသွားတယ် Oh my god အမ Siren Head ရောက်လာပြီတွေ့လားငါစီကိုဒီကောင်လာနေဖြစ်မယ်ဟုတ်တယ်ငါစီကိုလာနေရ What the fuck ကိစ္စမရှိဘူးကျွန်တော်ကတနက်ရှိရအဲ့တော့ AC ပဲ